အားလုံးပဲမင်္ဂလာပါခင်ဗျာ APK Vlog ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့တွေအဘူဒါဘီရဲ့ဆိုင်းလန့်ကိုတွားရောက်လက်ပတ်ခဲ့တဲ့ဗီဒီယိုလေးကိုမျှဝေပေးချင်ပါတယ်အဘူဒါဘီရဲ့ဆိုင်းလန့်မှာဘယ်လိုနေရာတွေကိုတွားရောက်လက်ပတ်ခဲ့လဲဆိုတာကိုတော့ကျွန်တော်ရဲ့အတူလိုက်ကြည့်ပေးကြပါဦးခင်ဗျာကျွန်တော်ကပုံမှန်အားဖြင့်တော့ဟင်းချက်ဗီဒီယိုလေးပဲတင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါကကျွန်တော်ရဲ့ပထမဦးဆုံးခီးသွွားဗီဒီယိုလေးဖြစ်ပါတယ်ကျွန်တော်ရဲ့ပထမဦးဆုံးခီးသွွားဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးဖို့တောင်းဆိုချင်ပါတယ်ကျွန်တော်တို့ခီးသွားဖို့အတွက်ပထမဦးဆုံးအိမ်ကနေကျွန်တော်တို့မနေ့စောစော6နာရီလောက်ထွက်လာရပေါ့နော်6နာရီလောက်ထွက်လာပြီးတော့ကျွန်တော်တို့ရထားစီရဲ့ရထားစီးပြီးတော့အခုရထားဂိတ်ကနေပြီးတော့ကျွန်တော်တို့တွားကျင်တဲ့မှတ်တမ်းကိုရောက်ပြီးဖြစ်တဲ့အတွက်ကက်ဖြတ်ပြီးထွက်ပါမယ်အဲ့မှတ်တမ်းနေမှာကျွန်တော်တို့တွေအဝေးပြေးကားလေးကိုတွားမယ်ပေါ့နော်ဒူဘိုင်းကနေအဘူဒါဘီလို့ရှိရင်တော့ကျွန်တော်တို့အဝေးပြေးကားစီးရဖြစ်တဲ့အတွက်ကြောင့်မို့လို့အဝေးပြေးကားလေးကိုတွားပြီးတော့တွားစီပါမယ်ကဲအခုဆိုရင်ကျွန်တော်တို့တွေအဝေးပြေးကားလေးကိုရောက်ပါပြီအဝေးပြေးကားလေးမှာဆိုရင်ကျွန်တော်လက်မှတ်ဖြတ်ရှာမလို့ဘူးပေါ့နော်ဒီကျွန်တော်တို့စီးမင်ကားကကျွန်တော်တို့ဒူဘိုင်းမှာတုံးတဲ့ non cap ကိုပဲကျွန်တော်တို့တွေငွေဖြည့်ပြီးတော့စီးရတာဖြစ်ပါတယ်ဒူဘိုင်းကနေအဘူဒါဘီဆိုလို့ရှိရင်တော့တရက်ကို25ကျပ်ကျပါတယ်အမှန်တမ်းပြောရရင်တော့ကျွန်တော်ခီးသွားရအရန်ကြိုက်ပါတယ်ခီးသွားရရင်ကားပေါ်ကနေမြင်ရတဲ့မြင်ကွင်းလေးတွေကအရန်ကိုတာယာပြီးတော့အပင်လေးတွေကလည်းဆင်းဆင်းဆူဆူလေးနဲ့ရင်ထဲကိုအရန်ကိုအေးချမ်းပါတယ်အခုဆိုလို့ရှိရင်ကျွန်တော်တို့ကောင်း2နာရီလောက်စီးလာလိုက်တာအဘူဒါဘီမြို့ထဲကိုရောက်နေပြီပေါ့နော်အခုဗီဒီယိုထဲမှာမြင်နေရတဲ့တာဝါနှလုံးကတော့ကျွန်တော်တိတိလောက်တော့ umbrella tower လို့ခေါ်ရပြသူကနေပူလာလို့ရှိရင်သူ့ရဲ့ solar system တွေနဲ့ဘေးနာထီးလေးတွေက auto ပွင့်သွားရပေါ့နော်ဒါကကျွန်တော်ကြားဘူးတာပါကဲအခုဆိုလို့ရှိရင်ကားလဲမှတ်တိုင်ကိုရောက်ပြီဆိုတဲ့အတွက်ကားပေါ်ကနေဆင်းပါမယ်ကားပေါ်ကနေဆင်းပြီးသွားရင်တော့ကျွန်တော်တို့လက်ဂိတ်လေးတွားယူပါမယ်လက်ဂိတ်ကအခုလိုမျိုးကားအောက်မှာထည့်လို့ရတယ်ပေါ့နော်မြန်မာနိုင်ငံအတိုင်းပါပဲကျွန်တော်တို့လက်ဂိတ်လေးကိုကော့ကိုယူရပါတယ်ပြီးရနဲ့ကျွန်တော်တို့ကောင်းဝင်းရှိမှရှိရဲ့မော်တစ်ခုကိုတွားပြီးနေလေတာစားပါတယ်နေလေတာစားပြီးသွားတဲ့နောက်မှာတော့ကျွန်တော်တို့ပတ်စကားစီးပြီးတော့ရက်ဆိုင်လန်ကိုတွားပါပြီအခုမြင်နေရတာကတော့စတာရီရဲ့အိုက်လန်လို့ခေါ်ပါတယ်စတာရီရဲ့အိုက်လန်ကိုဖြတ်သွားပြီးတော့မှအဘူဒါဘီရက်ဆိုင်လန်ကိုရောက်တာပါကဲကျွန်တော်တို့တွေကားကိုတနင်္လာလောက်စီးပြီးသွားတဲ့အခါမှာတော့ရက်ဆိုင်လန်ကိုရောက်ပါပြီအခုမြင်နေရတဲ့အဝါရောင်အဆောက်အုံကတော့ Wonder Brother လို့ခေါ်ပါတယ်အဲ့ဒီထဲမှာကျွန်တော်တို့စီးလျာတွေလည်းပတ်စရာတွေအမျိုးမျိုးရှိရပါတော့ကဲအခုဆိုရင်တော့ကျွန်တော်တို့တွားကျင်တဲ့မှတ်တိုင်ကိုရောက်ပါပြီအခုမြင်နေရတာကတော့ Fry Wall ဖြစ်ပါတယ်ကျွန်တော်တို့ကားမှတ်တိုင်က Fry Wall မှာဆုံးတာပါ Fry Wall ကနေမှတစ်ဆင်းကျွန်တော်တို့တက်စီငားပြီးတော့ကျွန်တော်တို့တဲမဲဟိုတယ်ကိုဆက်သွားရပါတယ်အခုရှိမှမြင်နေရတာကတော့ Hilton ရဲ့ Sign လို့ခေါ်ရဲကျွန်တော်တဲမဲဟိုတယ်ပဲဖြစ်ပါတယ်ခင်ဗျာကဲခုဆိုရင်တော့ဟိုတယ်ကိုရောက်ပါပြီဟိုတယ်ကိုရောက်လို့ရှိရင်တော့ကျွန်တော်တို့ booking လုပ်ထားတဲ့လက်မှတ်လေးကိုပြပြီးတော့ front office မှာကျွန်တော်တို့ check in ဝင်ပါမယ်ပေါ့နော်ကျွန်တော်တို့တွေတနေ့ကုန်ကားပတ်စီလာလိုက်တာအခုတော်တော်လေးပင်ပန်းနေပြီပေါ့နော်ဒါကတော့ front office ပါအခုမြင်နေရတာက front office ဖြစ်ပါတယ်ကျွန်တော်တို့အဲ့ဒီမှာတွားပြီးတော့ check in ဝင်မယ် check in ဝင်ပြီးသွားရင်ကျွန်တော်တို့တွေအပူဒါဘီမှာတွားရောက်လဲပတ်မဲ့လက်မှတ်လေးတွေကိုတွားပြီးထုတ်ပါမယ် check in ဝင်ပြီးပစ္စည်းတွေထားပြီးရတယ်ကျွန်တော်ကောင်မလေးနဲ့တခါတည်း Warner Brother ကိုတက်စီရှိပြီးထွက်လာပါတယ်ကျွန်တော် Warner Brother ကိုတခါရဲတွားလဲမှာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကနေရာ3ရက်နေရာဖြစ်တဲ့အတွက်ကျွန်တော်တို့မှာလက်မှတ်၄ခုရှိပါတယ်လက်မှတ်၄ခုကို3ရက်နဲ့လောက်အောင်ကျွန်တော်တို့အချိန်ရအောင်တွားရမှာဆိုတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ညနေခင်းကိုပဲ Warner Brother ကိုတန်းပြီးတော့တွားလိုက်တာပါအထဲကိုရောက်တာနဲ့ပထမဦးဆုံးလောက်ရတာကကျွန်တော်တို့လွယ်အိတ်တွေကိုအစစ်ဆေးခံတာပါသူတို့လွယ်အိတ်တွေကိုတခြားလေးစစ်တယ်တခြားလေးစစ်ပြီးသွားရင်တော့ကျွန်တော်တို့တွေအထဲကိုထပ်ဝင်မှုအတွက်လက်မှတ်ပြပြီး QR code လေးကိုကျွန်တော် scan ဖတ်ရမယ်ပေါ့နော်ကဲအခုကျွန်တော်တို့တွေ QR code လေးကိုတွားပြီးတော့ scan ဖတ်ပြီးအထဲကိုဝင်ပါမယ်ကျွန်တော်ဝင်ပြီးတော့ရင်တော့နောက်ကနေဝင်လာတော့ကျွန်တော်ရဲ့ကောင်မလေးပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကောင်မလေးအရန်ကိုပျော်ပြီးတော့ဓာတ်ပုံရိုက်ဖို့အတွက်သူပြေးသွားပါတယ်အထဲမှာပေါ့နော်သူတို့ကကောင်းငင်ကြီးကိုသူတို့ကာတွန်းဆက်ကောင်တွေတဲကအတိုင်းလုံးဝတပုံစံနဲ့တူအောင်လို့သူတို့လှုပ်ထားရပေါ့နော်အယောင်မျိုးစုံနဲ့သူတို့ကအဲ့လိုပြောင်းနေရပါတော့တခုပြီးတခုအမျိုးမျိုးပြောင်းနေရပါပြီးတော့ရှေ့မှာလည်း show တစ်ခုနဲ့တွေ့ခဲ့ပါသေးရဲ့တဖြည်းဖြည်းနဲ့ကျွန်တော်တို့လမ်းလျှောက်ရင်နဲ့ကျွန်တော်အရင်တော့ပတ်ကြည့်ရပေါ့နော်ပတ်ကြည့်တော့ဓာတ်ပုံရိုက်မယ်ကျွန်တော်တို့ဘာရှိရရှိလဲဘာလဲပတ်ကြရှိလဲကျွန်တော်လိုက်ကြည့်တယ်လိုက်ကြည့်ပြီးတဲ့အခါမှာတော့ကျွန်တော်တို့တွေဓာတ်ပုံအရင်ဆုံးစိုက်ရတယ်ပေါ့နော်ကျွန်တော်ဓာတ်ပုံစားရိုက်မယ်ဓာတ်ပုံရိုက်ပြီးတော့မှကျွန်တော်တို့တွေစီးရလေးတွေသွားစီးမယ်ပေါ့နော်အရင်ဆုံးဓာတ်ပုံရိုက်တယ်ဓာတ်ပုံရိုက်ပြီးတော့အခုမြင်နေရတာကတော့ဒါ Scooby Doo အိမ်ပေါ့နော်ဒါ Scooby Doo ရဲ့အိမ်မှာ Scooby Doo အိမ်မှာဆိုလို့ရှိရင် Scooby Doo ဇာတ်ကားတွေကအိမ်နဲ့တပုံစံနဲ့တူအောင်လုပ်ထားပြီးတော့အထက်ကအပြင်စင်တွေကိုလည်းတပုံစံနဲ့တူအောင်သူတို့လုပ်ထားပေးရအရန်ကိုမှမိုက်ပါတယ်ကျွန်တော်တို့တွေပြီးရင်ဓာတ်ပုံသွားရိုက်မယ်ဓာတ်ပုံမရိုက်ခင်ကျွန်တော်အရင်လုံးအိမ်ထဲကိုဝင်ကြည့်ရပါတော့ဓာတ်ပုံရိုက်တဲ့နေရာမှာလူတွေအရန်မြနဲ့ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့အိမ်ထဲကိုပဲအရင်ဝင်မယ်ဝင်ပြီးတော့အိမ်ထဲမှာစီးကြရှိကြတွားစီးမယ်ဆက်စုမယ်ဓာတ်ပုံတွေရိုက်မယ်ပေါ့နော်အရင်ဆုံး
ကဲအဆုံးမှာတော့စီးရတစ်ခုတွေ့ပါပြီကျွန်တော်ကောင်မလေးနဲ့နှစ်ယောက်တူတက်စီးပါမယ်ကျွန်တော်စီးရနေရမှာလေဒီလိုပုံမှန်အနေမများတဲ့ခါလေးတွေကြောက်ကျွန်တော်တို့တွေဗီဒီယိုရိုက်လို့ရတယ်ဖုန်းတွေယူလို့ရတယ်ဓာတ်ပုံတွေရိုက်လို့ရတယ်ပေါ့နော်ကျွန်တော်တို့အနေအရင်များတဲ့ roller coaster လို့အဲ့လိုမျိုးဟာကြီးကြားလို့ရှိရင်တော့ကျွန်တော်တို့ဖုန်းတွေပေးမယူဘူးဗျဖုန်းတွေပေးမယူဘူးကင်မရာတွေပေးမယူဘူးဓာတ်ပုံရိုက်လို့မရဘူးအဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ဒီဗီဒီယိုထဲမှာတော့ကျွန်တော်ရိုးရိုးတန်းတန်းကြောက်ဖို့တိတ်မကောင်းတဲ့ရိုးရိုးတန်းတန်းစီးရလေးတွေကိုပဲကျွန်တော်မှတ်တမ်းတင်လာခဲ့ပါတယ်တကယ်ကြောက်ဖို့ကောင်းတဲ့ roller coaster တွေပါအများကြီးရှိရပေါ့နော်အဲ့ဒါကြီးကြားလို့ရှိရင်တော့ကျွန်တော်မှတ်တမ်းတင်မလာပါဘူးဘာဖြစ်လဲဆိုတော့ကျွန်တော်ဗီဒီယိုရိုက်လို့မရလို့ပါတွားကြည့်ပါအရန်မိုက်ပါတယ် Warner Brother ကျွန်တော် recommend ပေးပါတယ်ကျွန်တော်နောက်တစ်ခေါက်လဲကြုံရင်ထပ်သွားအောင်ပါပါအရန်မိုက်ပါတယ် And that swings out from there. Then all we need is the bait. Not me, man. Try asking Scoob. I'll Scooby-Dooby-Doo it. Great, Scoob. You deserve a Scooby snack. Wait, maybe I can help. Can I also get ကျွန်တော်တို့ကိုကိုယ်တိုင်ကာတွန်းကဘာတွေရောက်သွားတဲ့အထိဖြစ်သွားအောင်တို့ကျွန်တော်တို့ဆွဲခေါ်ပေးသွားတယ်သူတို့ရဲ့အတန်တွေ decoration တွေအပြင်အရှင်တွေကလုံးဝကိုအလန်းစားပါပဲဗျာအခုစကားမဆက်ကျွန်တော်ရောက်နေတဲ့အိမ်ကတော့ဒီကြောင်နှက်ကျွတ်အိမ်ပေါ့နော်ကျွန်တော်ကြောင်နှက်ကျွတ်ကားထဲမှာပါတဲ့အိမ်မှာသူ့ရဲ့အပြင်ရှင်တွေသူ့ရဲ့ဖန်တီးထားတဲ့ decoration တွေကိုကြည့်ရနေတာကြောင်နှက်ကျွတ်အိမ်မှာတန်းတည်ရပေါ့နော်ခုနကကျွန်တော်ဖွင့်ပြခဲ့တဲ့အတန်တွေရယ်ဒီနားကရေခဲတက်တာရယ်ဒီ cheese တွေမှုတ်ထားတဲ့စင်တွေကိုကြည့်လိုက်ခြင်းအပြင်ကျွန်တော်တို့ကြောင်နှဲကြွက်ကားကိုရောက်သွားဆိုတော့သိပါတယ်ကြောင်နှဲကြွက်ကကြည့်ဘူးတဲ့လူတိုင်းဒါကြောင်နှဲကြွက်အိမ်ဆိုတာကိုတမ်းပြီးသိပါတယ်ပြီးတော့ပေါ့နော်ကျွန်တော်တို့အဆုံးကိုရောက်သွားတဲ့အခါမှာအဆုံးမှာအလန်းသာ roller coaster အကြီးရှိပါတယ်အဲ roller coaster ကြီးကတော့ကျွန်တော်တို့ဗီဒီယိုရိုက်လို့မရတဲ့အတွက်မရိုက်ခဲ့ပါဘူးအမှစောင့်နေရတဲ့လူတွေတော့ပုံထဲမှာမြင်ရတဲ့အတိုင်းပဲကြည့်လိုက်ပါတော့ဗျာအများကြီးပဲကျွန်တော်တို့တွေမိနစ်20နီးပါးစောင့်လိုက်ရပါတယ်ဒီနေရာကလုံးဝအလန်းစားကြီးစီးလို့ရတဲ့နေရာဖြစ်ပါတယ်ကဲဒါကတော့ကျွန်တော်ခုနကပြောတဲ့အလန်းစား roller coaster ဆိုတာကြီးပဲဖြစ်ပါတယ်စကားမစံအခုပြထားတာကကျွန်တော် Warner Brother အထဲမှာရောအပြင်မှာရောကျွန်တော်ရိုက်လို့ရရဲဆိုတဲ့ဟာတွေပေါ့နော်ကျွန်တော်တပ်ပုံရိုက်ခဲ့တဲ့ပုံလေးတွေကိုမျှဝေပေးရဖြစ်ပါတယ်ကဲဒါကလည်းနောက်ထပ်အမိုက်ရှာ roller coaster တစ်ခုပဲဖြစ်ပါတယ်ဒါကတော့နောက်ထပ် roller coaster တစ်ခုပါဒီတစ်ခုကတော့အရင်ကြောက်ဖို့မကောင်းဘူးပေါ့နော်နည်းနည်းလေးနှေးပါတယ်ဒါပေမဲ့သူကတဲထိတ်ရင်ဖို့ပေးရပါတော့သူကကြောက်တုံးနေနဲ့အောက်ကအရင်နီးနေတဲ့အတွက်ဟာငါးချောင်းနဲ့ကြောက်တုံးနေမြန်တိုက်သွားမလားအဲ့လိုမျိုးအတွေးလေးတွေပေါ့နော်ဝင်လာပါတယ်ရှိနေနဲ့ဒါကတော့ကျွန်တော်ရေတကွန်ရှိကဖြတ်ပြထားတာပါကျွန်တော်တို့အခုလှေထက်သွားရှိမယ်ပေါ့နော်ဒီလှေထက်သွားရှိမဲ့ဟာကကျွန်တော်ဒီငငယ်ကကာတိုကားတကားလေးကပဲပေါ့နော်ဒီကြောက်ခေလူသားကားလေးပါကျွန်တော်စကားနာမည်ကိုကျွန်တော်တိကျမမှတ်မိတော့ပါဘူးအဲကြောက်ခေလူသားကားလေးရဲ့ဟာလေးဖြစ်ပါတယ်ကဲအခုဆိုရင်တော့ကျွန်တော်လှေစရှိနေပါပြီကျွန်တော်လှေစီးရဲ့နေရာမှာကျွန်တော်ရရဲ့ခံစားချက်ကကိုချစ်ရတဲ့သူကိုကောင်မလေးကိုတငယ်ချင်းတွေနဲ့တူတူအဲ့လိုမျိုးချောင်းလေးတစ်ခုစမ်းချောင်းလေးတစ်ခုထဲမှာပေါ့နော်လှေလေးရှိပြီးတော့ကျွန်တော်တို့အနုအရွာတွေအလှအပတွေကျွန်တော်တို့တဘာဝရဲ့အလှအပတွေခံစားသလိုမျိုးဒီမှာသူတို့ဖန်တီးထားတဲ့သူတို့ရဲ့ဖန်တီးထားတဲ့လက်ရလေးရဲ့အနုအရွာအလှအပတွေကိုကျွန်တော်တို့တရားခံစားရတယ်ပေါ့နော်ဒီအရှိမှာကတော့ပေါ့နော်သူတို့စကားအတူလေးပြရပါသူတို့ Warner Brother ကဘာတွေထုံးလွှင့်ထားတယ်ဘာကာတွန်းတွေထုတ်ထားတယ်ဆိုတဲ့ဟာလေးတွေကိုကျို TV မှာပြနေရပါတော့ခလေးအတွက်ကဲအားလုံးပြီးရတယ်တခြားတစ်ဖက်ကိုသွားပါမယ်တခြားတစ်ဖက်ကကျတော့ကျွန်တော် super hero တွေပေါ့နော် Warner Brother ကထုတ်ထားတဲ့ super hero တွေရှိပါတယ်ကျွန်တော် DC ပေါ့နော်ပြောရမယ်ဆိုရင်တော့ Superman ရှိမယ် Batman ရှိမယ်အဲ့လိုမျိုးအများကြီးပဲပေါ့နော်ဒီ Warner Brother ကထုတ်ထားတဲ့ super hero တွေစီးရတဲ့ဘက်တွေရှိပါတယ်ဒီ super hero စီးရတဲ့ဘက်တွေကအရင်အနေများပြီးအရင်ကြောက်ဖို့ကောင်းတဲ့အတွက်ကျွန်တော်ဘယ်အရာကိုမှမှတ်တမ်းတင်လာလို့မရပါဘူးအပြင်စင်တွေကိုပဲကျွန်တော်မှတ်တမ်းတင်လို့ရပါတယ်ကျွန်တော်စီးခဲ့ရတဲ့ကြောက်ဖို့အရင်ကောင်းပြီးအရင်စိတ်လှုပ်ရှားဖို့ကောင်းတဲ့စီးစရာတွေကိုတော့ကျွန်တော်တခုမှမှတ်တမ်းတင်လို့မရပါဘူးဘာဖြစ်လဲဆိုတော့သူအရင်ကြောက်ဖို့ကောင်းတယ်အရင်လည်းအနေများတာဖြစ်တဲ့အတွက်ကြောင့်မို့လို့သူတို့တွေပေးပြီးတော့ဗီဒီယိုမရိုက်ပါဘူးဖုန်းနဲ့ပေးမယူပါဘူးစီးနေတဲ့အခါမှာအဲအကြောင်းမို့လို့ပေါ့နော်ကဲဆိုရင်တော့ကျွန်တော် Warner Brother ကိုတွားခဲ့တဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆုံးကြည့်ရှုပေးကြတယ်ပရိသတ်ကြောင့်ချိန်တိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ဒါလေးကအပိုင်းတစ်ပေါ့နော်ကျွန်တော်အပိုင်းနှစ်မှာဘယ်နေရာတွေကိုတွားရောက်လက်ပံမလဲဆိုတာကိုကျွန်တော်အတူစောင့်ကြည့်ပေးကြပါအောင်ခင်ဗျာ